တငယ်ချင်းများမင်္ဂလာပါအဲ့မှာကျွန်တော်ဘူးဒီတလုံးရှိတာနဲ့ကျွန်တော်တို့အိမ်ဘေးနာကဆိုင်လေးမှာပေါ့နော်ကြက်တာလေးအနေငယ်သွားဝယ်ပြီးတော့ကျွန်တော်ကြက်တာဘူးဒီကာတာတိုင်းလေးချက်စားပြပါတယ်အရင်လဲစားကောင်းတာမို့လိုက်ပြီးတော့တငယ်ချင်းတို့ချက်စားကြည့်ကြပါဦးနော်ဒီမှာကျွန်တော်ကြက်ပေါင်တုံးထားပါတယ်ကြက်ပေါင်ကတော့ဒီနေရာမှာ9ပေါင်ပဲကျွန်တော်တုံးထားပါတယ်သူ့ဒီနေရာမှာစားလေးအနေငယ်ထည့်ပြီးရေလေးတွေတေးသေးကြလေးဆေးထားပေးလိုက်ပါနော်ရေကတော့ဒီနေရာမှာရေ2ပြန်3ပြန်လောက်ဒီနေရာမှာဆေးထားပေးလိုက်ပါဆေးပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာသူ့ကိုဒီနေရာမှာကိုစားနိုင်တဲ့လောက်အတုံးအနေထားလောက်ပေါ့နော်ဒီနေရာမှာတုံးပါမယ်ကြက်ပေါင်နဲ့ဒီကြက်တခြားအသားတွေနေရတော့ကြက်ပေါင်ကတော့နည်းနည်းကျွန်တော်စားရတာအဆင်ပြေတဲ့အတွက်ကြောင့်ကျွန်တော်ကြက်ပေါင်ကိုကျွန်တော်တုံးတာပါနော်သူ့ထဲမှာအယိုးတွေလည်းပါတဲ့အတွက်ကြောင့်ကိုကကြက်ကြပြုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီအယိုးတွေကထွက်လာတဲ့အရည်တွေကပို့ပြီးတော့တောက်လို့လည်းကောင်းပါတယ်နော်ဒီမှာကျွန်တော်တို့ကြက်သားလေးတွေတုံးပြီးသွားပြီးဆိုရင်ငရုတ်တီအချောက်တောက်ကိုဒီနေရာမှာခက်မြများလေးထည့်ပါမယ်နော်ပြီးရင်ကြက်သွန်ကြီးလေးအနေငယ်ထည့်ပြီးငရုတ်တီအချောက်တောက်လေးအားလုံးကျင်ညက်သွားတဲ့ဒီထောင်ပေးလိုက်ပါဂျင်းရဲ့ကြက်သွန်ကြီးဖြူရည်ကိုဒီမှာတစ်ခါပြန်ပြီးတော့ထောင်းပါမယ်သူ့ထဲမှာကျွန်တော်ဒီနေရာမှာတစ်ခါတည်းငရုတ်တီအယောက်တင်မုံမှာတစ်ခါတည်းထည့်ပြီးတော့ထောင်းလိုက်ပါတယ်အားလုံးကိုဒီနေရာမှာညက်သွားအောင်ရောပြီးတော့ထောင်းပေးလိုက်ပါညက်လာပြီဆိုလို့ရှိရင်ရပါပြီเนาะကျွန်တော်ကဒီနေရာမှာစပလင်တုံထားပါမယ်စပလင်ကတော့ကျွန်တော်ဒီမှာနှစ်ချောင်းကျွန်တော်တုံထားပါတယ်တစ်ချောင်းကျတော့ဒီလိုမျိုးကျွန်တော်လီးပြီးတော့နောက်တစ်ချောင်းကျတော့ကျွန်တော်ဒီမှာစီးထားလိုက်ပါတယ်เนาะဘူးတီတုံးပါမယ်ကျွန်တော်ဒီနေရာမှာဘူးတီကိုတစ်လုံးအချမ်းကြော်လောက်ပဲကျွန်တော်တုံးပါတယ်ဘာလို့လဲဆိုတော့တစ်လုံးလုံးအပြည့်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အိုဟာသေးနေတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာဘူးတီကိုတစ်ချမ်းကြော်လေးပဲကျွန်တော်တုံးထားပါတယ်ပြီးရင်ကျွန်တော်တို့ဒီမှာကြက်သားလေးတွေကိုထည့်ပါမယ်ပြီးရင်တကြားလေးဒီမှာအနှင်းငယ်ထည့်ပါမယ်ကြက်တာမုတ်လေးဒီညမှာအနှင်းငယ်ထည့်ပါမယ်ပြီးငံပြာရည်လေးဒီညမှာအနှင်းငယ်ထည့်ပါမယ်စားလေးမှာဒီညမှာအနှင်းငယ်ထည့်ပေးပါနော်ထည့်ပြီးဆိုရင်ဟင်းခတ်မဆလာပါနော်ဟင်းခတ်မဆလာလဲကျွန်တော်ဒီညမှာအနှင်းငယ်ထည့်ပါမယ်ထည့်ပြီးဆိုရင်ဆနွဲမှာကျွန်တော်ဒီမှာထည့်ပါမယ်ပြီးအစောကထောင်းထားတဲ့ငရုတ်တီကြက်သွန်နီဖြူဂျင်းလေးတွေကိုဒီမှာထည့်ပြီးလိုက်ပါနော်ပြီးငပိလေးမှာအနှင်းငယ်ထည့်ပြီးစီထည့်ပါမယ်ကျွန်တော်ကတော့ဒီညမှာလုံးချက်ချက်မှာဖြစ်ပါတယ်နော်စီထည့်ပြီးဆိုရင်အားလုံးဒီနေရာပါဒီငပိလေးတွေနဲ့ကြက်သားလေးတွေပေါ့နော်အားလုံးအရသာလေးနှံ့တော့အောင်ခဏနာလေးရောပြီးတော့နေပြီးလိုက်ပါနော်ဟင်းတွေချက်တဲ့နေရာမှာငပိလေးအနေငယ်တုံးဝေးပါနော်ဒါမှကိုရဲ့ဟင်းလေးကအရသာလေးလေးပစ်ပင်နဲ့ရမှာဖြစ်ပါတယ်နော်အနက်လေးရတဲ့ငပိလေးနဲ့ပါတော့နည်းနည်းလေးမှုေးပါတယ်နော်ဒါကြောင့်မို့ကျွန်တော်ငပိကိုတုံးတာပါနော်တချို့တလေရတဲ့ငပိကိုမကြိုက်ပါဘူးနော်မကြိုက်လို့ရှိရင်လည်းမတုံးပါနဲ့တော့ဘာမှမဖြစ်ပါဘူးဒီလိုမျိုးငပိလေးတွေအားလုံးကြည်သွားတဲ့အထိပေါ့နော်ခဏနာလေးရောပြီးတော့နေပြီးလိုက်ပါရောနေပြီးဆိုရင်ကျွန်တော်ဒီမှာရေလေးထည့်ပါမယ်ပထမဦးဆုံးတစ်ပြန်ကြတော့ရေကိုအနှင်းငယ်ပဲဒီနေရာမှာထည့်ပေးပါပြီးကျွန်တော်ဒီနေရာမှာကြက်သားလေးတွေကိုမမတင်းလေးဖြစ်တဲ့အထိရေနည်းနည်းလေးနဲ့ပဲကျွန်တော်ဒီမှာချက်လိုက်ပါမယ်မကြတော့မှုပေးပါနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာကြက်သားလေးတွေမမတင်းလေးရလာပြီဆိုလို့ရှိရင်ရေဒီနေရာမှာကြတော့ရေကိုခက်မြများလေးထည့်ပေးပါရေထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာအဖုံးလေးအုပ်ပြီးတော့ကျွန်တော်ဒီမှာဘူးသီးလေးထည့်ပါမယ်ဘူးသီးကတော့ကျွန်တော်ဒီမှာတဝက်ကြော်လေးပဲတုံထားပါတယ်တစ်လုံးလုံးအပြည့်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အိုကမဆန့်တဲ့အတွက်ကြောင့်ပါနော်အားလုံးကိုဒီနေရာမှာလုံးပြီးဆိုလို့ရှိရင်ဒီမှာတစ်ခါပြန်ပြီးတော့ရေထည့်ပြီးလိုက်ပါနော်ရေကတော့ဒီနေရာမှာရေခက်မြများလေးချက်ရေခက်မြများလေးထည့်ပြီးတော့အချိန်ခက်ကြလေးပေါ့နော်အယိုးတွေဒီအသားလေးတွေနူးသွားတဲ့အထိဒီနေရာမှာချက်ပေးလိုက်ပါဒါတော့ပထမတစ်ပြန်မှာเนาะကျွန်တော်ဖွင့်ကြည့်တာဒီဘူးဒီလေးတွေကတိတ်ပြီးတော့မကြက်သေးပါဘူးเนาะအစိမ်းအနေထားလောက်ပဲရှိပါသေးတယ်နောက်ထပ်ကျွန်တော်အနှဲငယ်ပြန်ပြီးတော့ချက်လိုက်ပါတယ်ဒါတော့ဒုတိယတစ်ပြန်ကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာဘူးဒီလေးတွေကလည်းအနမ်းနူးလာပါပြီเนาะပြီးရင်ကိုဒီမှာအရသာအပေါ့ငံမြည်ပြီးလိုတာထပ်ပြီးတော့ထည့်လိုတာထပ်ပြီးတော့ထည့်ပြီးလိုက်ပါเนาะအရန်ကိုတောက်လို့လည်းကောင်းပါတယ်เนาะငပိတိုးစရာအစုံလေးနဲ့စားမယ်ဆိုလို့ရှိရင်ထမင်းလုံးဝမိတ်စီပါတယ်လိုက်ပြီးတော့တငယ်ချင်းတို့ချက်စားကြည့်ပါဦးเนาะကျွန်တော်ရဲ့ FUPKK Facebook page မှာဟင်းချက်နီးလေးတွေတင်ထားတာဖြစ်တဲ့အတွက်ဟင်းချက်စားခြင်းနဲ့တငယ်ချင်းတွေလာရောက်လွှတ်လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်